video လေးမှာတော့ brand ရဲ့ trust ကို quality ကို warranty အကြောင်းကိုပြပေးသွားပြီအခုဒီဆက်ပြီးတော့ပြရမယ်နောက်တစ်ချက်ကကြတော့ customer service ပေါ့နော်ဈေးဝယ်အခါမှာဝန်ဆောင်မှုကောင်းမှစိတ်ချမ်းသာရတာလေနော်တကယ် official brand တွေက customer service တွေကိုလည်းသူကတိတိကျကျ training ပေးထားတာဖြစ်တဲ့အတွက်ဝန်ဆောင်မှုမကောင်းပါဘူးစိတ်ပူစရာမလိုပြီးသွားရင်အဲ့ဒီ brand information တွေကိုပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်လေးပြပေးနိုင်တယ်လေနောက်တစ်ချက်ကတော့ဒီလို brand တွေကလည်းပေါ့နော်လွယ်လွယ်ကူကူနဲ့ထုတ်လို့ရမှာမဟုတ်ဘူးပိုင်ခွင့်နေထုတ်လို့ခွင့်နေနဲ့ဈေးကွက်ထဲမှာရောင်းချရတာဖြစ်တဲ့အတွက်အကယ်က limited edition တွေပါတယ်ဆိုလဲအရေးအတွက်အကန့်အသတ်တွေနဲ့လုံးဝဝယ်ယူလို့ရတယ်ဒါ replica ရတော့ထားလိုက်ပေါ့နော်ဒါ replica ဆိုတာကြည့်လိုက်ရုံနဲ့လဲဒါတိတိတတာနဲ့ကွာခြားမှုတွေရှိရဆိုတော့ဒါစိတ်ပူကြရမလို့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ official brand တွေကဝယ်ယူတဲ့အခါမှာဆိုဒီဈေးကတမတ်ထဲဝယ်ယူလို့ရတယ်အဲ့ဒါ promotion တွေပါလေလိုမျိုးရှိလာခဲ့ရင်တော့လေဒါသူတို့ရဲ့ official page တွေကနေမှကြီးညာတဲ့ sale တွေမှာဆိုရင်တော့ဈေးတက်တာနဲ့ရနိုင်တာပေါ့နော်အဲ့လိုမှမဟုတ်ဘူးအသက်ထွက်တဲ့ဟာကိုအချိန်နဲ့တပြေးညီ color တွေခင်းနေလိုက် design တွေလုံးဝအဲ့လိုမျိုးလိုချင်တယ်ပထမဆုံးလိုချင်တယ်ဆိုရင်လေဒီ official brand တွေမှာတခါရနိုင်လေနော်အရင်မိုက်တယ်နော်ဆိုတော့ဘလူး brand တွေက official ဖြစ်လဲတကယ် brand တွေကိုဘလူးရွေးချယ်ရမလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့နောက်ဗီဒီယိုလေးမှာစကြည့်ပေးဦးနော်